မင်္ဂလာပါရှင်ဒေါက်တာမြတ်နိုးပါအင်ထုံပြူခါစားမှာတော့တယောက်ကိုတယောက်မခွဲနိုင်မခွာနိုင်ချစ်ခဲ့ကြပေမဲ့အချိန်ကြာလာတဲ့အခါဘာမှလည်းရံမဖြစ်ပဲနဲ့တယောက်နဲ့တယောက်အိတ်ဆက်သွားတာတအိမ်တည်းနေပေမဲ့သူစိမ့်တယ်လို့ခံစားရတာမျိုးတွေကြုံဖူးကြပါသလားဒေါက်တာအီးတကူမှာရံဖြစ်တာထက်အိတ်ဆက်သွားတာကပိုကြောက်ဖို့ကောင်းပါတယ်ရံဖြစ်တယ်ဆိုတာအပြအလန်လိုချင်တာကိုပြောနေကြတဲ့တာပါဒါပေမဲ့အိတ်ဆက်သွားပြီဆိုရင်တော့တယောက်အပေါ်တယောက်စိတ်ဝင်စားမှုမရှိတော့တာဒီနေ့ဗီဒီယိုမှာတော့ဇနီးမောင်နှံကြားကဒီလိုအိတ်ဆက်ခြင်းတွေကိုဖြစ်စေတဲ့တရားခံ၃ဦးအကြောင်းကိုဒေါက်တာအသေးစိတ်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတရားခံကတော့ကျမတို့လက်ထဲမှာအမြဲရှိနေတဲ့ smartphone ပါပဲဒီအချက်နဲ့ပတ်သက်ပြီးဒေါက်တာအမင်ကတော့ဖုန်းဆိုတာဝေးနေတဲ့သူတွေကိုနီးစေပေးမိတ်နီးနေတဲ့ဇနီးမောင်နှံတွေကိုတော့အဝေးကြီးဖြစ်သွားစေပါလေအိမ်ပြန်ရောက်တဲ့အခါတယောက်မျက်နှာတယောက်ကြည့်ပြီးစကားပြောမဲ့အစားကိုဖုန်းကိုကြည့်ပြီး Facebook ပွတ်နေကြတာ TikTok ကြည့်နေကြတာဟာအိမ်ထောင်ရဲ့အရေးအသွေးစီတဲ့အချိန်ကိုခိုးယူသွားတာပါဒေါက်တာအမြင့်ကတော့တင်အိမ်ထောင်ဘက်ကစကားပြောချင်လို့စောင့်နေတဲ့အချိန်မှာတင်ကဖုန်းပဲကြည့်နေမယ်ဆိုရင်တစ်ဖက်လူကငါ့ထက်ဖုန်းကပိုအေးကြီးနေပါလားဆိုတဲ့အတီးမျိုးဝင်သည့်စိတ်တက်ကြရကနေအေးဆက်ခြင်းတွေစတင်လာတတ်ပါတယ်။ဒါကြောင့်အခန်းထဲမှာဖုန်းမသုံးတဲ့စီကံလေးတွေထားဖို့ဒေါက်တာတိုက်တွန်းခြင်းပါတယ်ရှင်။ဒုတိယတရားခံကတော့စိတ်ထဲကရှိတာကိုထုံမပြောပဲအလိုလိုသိရမှာပေါ့လို့ယူဆနေတာပါပဲဒီကိစ္စမှာဒေါက်တာအမြင့်ကတော့လူဆိုတာတစ်ယောက်စိတ်တစ်ယောက်မသိနိုင်ပါဘူးအထူးသဖြင့်အမျိုးသမီးတွေကငါစိတ်ကောက်နေတာသူသိရမှာပေါ့လို့တွေးတယ်အမျိုးသမီးတွေကဘာမှမပြောရင်အဆင်ပြေနေတာပဲလို့ထင်တတ်ကြတယ်ပေါ့ဒီလိုနဲ့နားလည်မှုလွဲတာတွေစုမိလာတဲ့အခါပြောလဲအပေါ်ပဲဆိုပြီးစကားမပြောတော့ပဲအိတ်ဆက်သွားကြတာရေရှည်မှာအဆင်ပြေခြင်းရင်ကိုလိုချင်တာကိုခန်းစားရတာကိုပွင့်ပွင့်လင်းလင်းချက်ဖြောက်ဖို့လိုပါတယ်စကားမပြောပဲအောက်ထားတာဟာအိတ်ဆက်ခြင်းကိုဖိတ်ခေါ်နေတာနဲ့အတူတူပါပဲတတိယတရားခံကတော့ခလေးရလာတဲ့အခါခလေးကိစ္စကိုပဲရှေ့တန်းတင်ပြီးဇနီးမောင်နှံကြားကအချစ်ကိုမေးလျော်သွားတာပါဒီအချက်မှာဒေါက်တာအမြင့်ကတော့ကလေးကိုဂရုစိုက်တာကောင်းပေမဲ့လင်မယားကြားကဆက်ဆံရေးကိုအပြစ်ပယ်မခံပါနဲ့အမျိုးသမီးအများစုကမိခင်ဘဝထဲမှာနေမြုပ်သွားပြီးဇနီးတဲ့ဆိုတဲ့အခန်းကဏ္ဍကိုမေ့သွားတတ်ကြပါတယ်အမျိုးသားလေးကလည်းခလေးအတွက်ပိတ်ဆန်ရှာပေးရတဲ့စရုပ်ကလေးလိုခံစားလာရတတ်ပါတယ်ဒေါက်တာအမြင့်ကတော့ခလေးတွေဟာတနေ့မှာအရွယ်ယောဂီကိုဘဝနဲ့ကိုထွတ်ထွာကြမှာပါနောက်ဆုံးကြံခဲ့မှာကတင်တို့ဇနီးမောင်နှံနှစ်ယောက်တည်းပါဒါကြောင့်ခလေးတွေကြားလဲမှာပဲအချိန်ကုန်မဲ့အစားနှစ်ယောက်တည်းတဲ့အချိန်ဒေသလေးတွေပြန်ရှာဖို့လိုအပ်ပါတယ်ရှင်စတုထတရားခံကတော့တက်ရောက်ရဲ့စူးစမ်းမှုကိုတက်ရောက်ကအတိအမှတ်မပြောတော့တာပါဒီနေရာမှာဒေါက်တာအမြင့်ကတော့ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားတစ်ခွန်းဟာအိမ်ထောင်ရေးကိုနှွေးထွေးစေတဲ့အကောင်ဆောင်အပူပေးဆက်ပါပဲအိမ်ထောင်တက်ကြလာရင်ဒါကတော့သူ့လောက်ရမယ့်တာဝန်ပဲလို့သတ်မှတ်လိုက်ကြပါတယ်အမျိုးသားကပိုက်ဆံရှာတာအမျိုးသမီးကအိမ်မှုကိစ္စလုပ်တာတွေကိုတမရိုးချလို့မြင်လာတဲ့အခါကြည်ကျိုးစကားတွေပြောက်သွားပါတယ်ဒေါက်တာအမြင့်ကတော့အတိအမှတ်ပြုမခါရတဲ့အခါလူဟာစိတ်ထက်ကြပြီးအိမ်ထောင်ရေးထက်မှအားစိုက်ထုတ်ခြင်းစိတ်မရှိတော့ပါဘူးအဲ့ဒီကနေတဆင်ငါကိုဘယ်သူမှဂရုမစိုက်ဘူးဆိုတဲ့အတွေးနဲ့တယောက်နဲ့တယောက်ဝေးခွာပြီးအေးဆက်သွားကြတာဖြစ်ပါတယ်ရှင်နောက်ဆုံးတရားခံကတော့ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုတွေနေပါလာတာပါဒီအချက်နဲ့ပတ်သက်ပြီးဒေါက်တာနေစဉ်ဘဝမှာလက်ကိုက်တာဖတ်တာနဖူးလေးနန်းတာမျိုးတွေမရှိတော့တာကိုပြောတာပါအထီးတွေမရှိတဲ့အခါခန္ဓာကိုယ်တွေကအချစ်ဟော်မုန်းတွေမထွက်တော့ပဲစိတ်ချင်းလည်းဝေးကွာသွားတတ်ပါတယ်ဒေါက်တာအမြင့်ကတော့အိမ်ထောင်ရေးမှာရုပ်ပိုင်းဆိုင်ရာနီးစပ်မှုဟာစိတ်ပိုင်းဆိုင်ရာနီးစပ်မှုအတွက်တသားတစ်ခုပါပဲဒီတသားကျိုးသွားရင်တော့အိတ်ဆက်ချင်းရဲ့အဆိုးဆုံးအဆင့်ကိုရောက်သွားနိုင်ပါလေဒါကြောင့်ဒီနေ့ပြောပြသွားတဲ့တရားခံ9ဦးကိုတတိအလုံးပဲတရားချမ်းမြေ့တဲ့ပိုက်ဆိုင်နိုင်ကြပါစေတော့တာပါအထီးတွေမရှိတဲ့အခါခန္ဓာကိုယ်တွေကအချစ်ဟော်မုန်းတွေမထွက်တော့ပဲစိတ်ချင်းလည်းဝေးကွာသွားတတ်ပါတယ်ဒေါက်တာအမြင့်ကတော့အိမ်ထောင်ရေးမှာရုပ်ပိုင်းဆိုင်ရာနီးစပ်မှုဟာစိတ်ပိုင်းဆိုင်ရာနီးစပ်မှုအတွက်တသားတစ်ခုပါပဲဒီတသားကျိုးသွားရင်တော့အိတ်ဆက်ချင်းရဲ့အဆိုးဆုံးအဆင့်ကိုရောက်သွားနိုင်ပါလေဒါကြောင့်ဒီနေ့ပြောပြသွားတဲ့တရားခံ9ဦးကိုတတိအလုံးပဲတရားချမ်းမြေ့တဲ့ပိုက်ဆိုင်နိုင်ကြပါစေ